Many are Christmas name. So I say that me a little Christian at the piano. Tomorrow, name my bad I appreciate. Tika bad I live. Udava Muslim Christian. I know. I don't know. The father the comment could you she the bomb not or I to one in time that they are. Or a baby father, near Buddha father. No Christian would man in the father come. Rubada wish you knew what I wish you are. Christian Buddha father, Christian, one knew what I'm come, Marubada will come, Maru knew how Mugu and youကိုယုံကြည်တဲ့အရာကိုကိုကုန်ကြတာအဲ့တော့အခုနိုင်ငံရေးဖြစ်နေတဲ့ပုံစံကလည်းနေရအနည်းနေရအစိမ်းနေရအဝါနေရအပြာဒီပါဒီအပြာအစိမ်းရမကောင်းငါအနည်းတွေကောင်းငါအနည်းတွေဝင်ကြစိမ်းရလည်းနေအနည်းရမကောင်းငါစိမ်းရလည်းတယောက်နဲ့တယောက်ပြောနေလို့လည်းဝင်ကြမှာမဟုတ်ဘူးသူတို့ယုံကြည်တဲ့ပါတီကိုသူတို့လက်ခံတာအဲ့ဒါကိုကိုယ်ရဲ့ဘာသာရေးလိုပဲသူဘာသာသူယုံကြည်ရအောင်သူစီသူယုံကြည်တဲ့ပါတီကိုသူလက်ခံတာကိုလက်ခံကြအောင်မတည့်မတည့်စီကွန်းကိုယ်ပြီးတော့ရဖြစ်နေပြီတော့ရန်သူတွေဖြစ်နေကြတယ်။ညာစိတ်ကိုညာငါအမြင်ညာငါရင်သူဖြစ်တဲ့ဆိုတာဒါဟာဒီမိုကရေစီလမ်းကြောင်းကိုလိုရင်းတရားဒီလိုမျိုးတရားနဲ့တရားရန်သူတို့တဘောထားနေတယ်တူတဲ့ပါတီချင်းပေါ့နော်ပါတီဝင်ချင်းပါတီဝင်ဟုတ်ပြီလေဒီလိုပါတီဝင်ကြားတဲ့သူချင်းတရားနဲ့တရားရန်သူတို့တဘောထားနေတယ်ဒါဟာဒီမိုကရေစီလမ်းကြောင်းကိုပေါ်နိုင်တယ်မဟုတ်ပါဘူးဒီမှာအဲ့ဒီပါတီဝင်အဲ့ဒီပါတီကိုယုံကြည်ကြတဲ့သူတွေဟာတရားနဲ့တရားလက်တွေ့ပြီးတော့ကျမတို့ဒီမိုကရေစီလမ်းကြောင်းကိုပေါ်မှာဖြစ်ပါတယ်ဒီလိုမှမတော်နိုင်ဘူးရှင်ကျမတို့ကဒီမိုကရေစီဆိုတဲ့ရည်စည်ကြောင်းကိုမဖောက်နိုင်ပါဘူးတရားနဲ့တရားအတိုက်ခံရတဲ့ဖြစ်ပြီးရင်ဖြစ်နေပြီဆိုလို့ရှိရင်ကျမတို့ဒီမိုကရေစီရည်စည်ကြောင်းကိုဘယ်လိုမှပေါက်တာမဟုတ်ဘူးထင်ပါမဟုတ်ဘူးလို့ပြောရမှာပါကျမတို့အားလုံးစုပြီးတော့ဘာကိုတိုက်ခိုက်ရမလဲဒီလမ်းကြောင်းမှာရှိတဲ့အတားအဆီးတွေကျမတို့တိုက်ခိုက်ရမယ်ဒီပါတီဝင်တွေအားလုံးဒီပါတီကိုယုံကြည်ကြတဲ့သူတွေအားလုံးပါတီဆိုတာနော်အထူးမြတ်ကြဝါစိတ်အားလုံးကိုယ်ပြားနေတဲ့ပါတီဝင်နေကိုယ်ပြားနေတဲ့ယုံကြည်ကြတဲ့ပြည်သူတွေဟာဒီမိုကရေစီလမ်းကြောင်းမှာရှိတဲ့နောက်ရှက်ဖြည့်စီတီတိုက်ခိုက်ရမှာကိုအချင်းချင်းပြန်တိုက်ခိုက်နေမှာဟုတ်ပါဘူးလို့ကျွန်တော်ပြောချင်တယ်ကျွန်မထင်တယ်ပေါ့နော်အဲ့လိုတိုက်ခိုက်နေတော့ကျွန်မတို့ကဒီမိုကရေစီဆိုတဲ့ဒီချမ်းနဲ့နိုင်ငံတော့ကျွန်တော်ဒီမိုကရေစီအပြင်ဖက်ဒရယ်ပြည်ထောင်စုလုပ်ချင်နေတယ်ကျွန်တော်တို့ရမှာမဟုတ်ဘူးဘလို့မှမမြင်ကြနိုင်ဘူးဘလို့မှပြည်သူတွေဟာညီညီညွတ်မရှိနေတဲ့တည်းရောဒီလမ်းကြောင်းကိုကြောက်ဖို့ပါဘူးဒီလမ်းကြောင်းကိုမရောက်ဘူးဆိုလို့ကျွန်တော်တို့အားပြော့ပြီးတော့ဒီလမ်းကြောင်းမှာအားပြော့ပြီးပြည့်ပြည့်သွားမယ်ဆိုလို့ရှိရင်ကျမတို့ရောက်မှာမဟုတ်ပါဘူးကျမတို့ကဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဒီလမ်းကြောင်းတွေကိုရောက်နိုင်တဲ့လောက်ရောက်အောင်တွားနေရပါမယ်ဒီဒေတာကလူတွေဟာ
ဒီဒေတာကြီးကမင်းချမ်းလို့ကျမတို့ဒီလမ်းကြောင်းမျိုးကိုသွားတယ်ဟိုဒေတာမင်းချမ်းလို့ဒီလမ်းကြောင်းမျိုးကိုသွားတယ်ဆိုကျမတို့မင်းချမ်းတဲ့ဒီဘယ်တော့လောက်ထိမင်းချမ်းပါလဲဒီမင်းချမ်းကြီးကိုဘယ်သူကပေါ်ဆောင်ပေးမှာလဲဘယ်သူ့ကိုပြောရပြီးကျမတို့ဒီမင်းချမ်းကြီးကိုစောင့်နေရမှာအတိတ်ကပြည်သူတွေလည်းကျမတို့တွေလည်းငင်းချင်းကြီးကိုကျမတို့တို့လုပ်ရမှာအဲ့ကျမတို့ငင်းချင်းကြီးကိုလုံးဝတလားပါဝင်နိုင်တော့ကျမတို့ဆက်သွားရအောင်ဒီနေ့ကဒီနေ့ငင်းချင်းတော့ကျမတို့ပေါ်မယ်ပြန်တော့ဘူဒီတာငင်းချင်းတော့ကျမတို့ဆက်သွားနိုင်ဒီထဲတွေကိုအကုန်လုံးအေးအောင်လေးကြီးလို့ပဲစီစဉ်ကြပါစီစဉ်ပြီးဒီလမ်းကြောင်းဖောက်ကြတယ်ဘယ်သူကြောင့်နေကြောင့်ငါကြောင့်လည်းထိုးမှုကြပါမယ်ကျွန်တော်သွားကြပါမယ်မဟုတ်လို့ရှိရင်တော့ကျွန်တော်ကောင်းရဖို့ရှိလာမင်းဒီနေ့တစုံကြီးတော့လာပြီးပါလို့တောင်းဆိုနေတယ်လို့ဖြစ်နေကြတယ်ဒီကကျွန်တော်တို့ပြည်သူတွေပဲဘေးနိုင်ငံရေးကောင်းဆောင်ဘေးနိုင်ငံဘေးပါတီကောင်းဆောင်တုတ်တရက်ကမှကျွန်တော်ဒီမိုကရေစီကိုဖော်ဆောင်ပြီးတော့ဟောပါဒီမိုကရေစီဖော်ဆောင်ရမယ်ကျွန်တော်တို့ပြည်သူတွေပါအကြောင်းလို့ကျွန်တော်တို့အချင်းချင်းအရန်တူတွေမဟုတ်ပါဘူးနိုင်ငံခြားမှာနေတဲ့လူတွေမြန်မာပြည်မှာနေတဲ့လူတွေရောအားလုံးမြန်မာပြည်ကိုချစ်တဲ့လူတွေကြီးပါဒါပေမဲ့တရားနဲ့တရားနေရာဟိုအစိမ်းဓမ္မမလို့ငါအနိဓမ္မမလို့နေရာအပြာဓမ္မမလို့ငါအဝဓမ္မမလို့ဆိုတဲ့အယောင်လေးဆွဲလန်းမှုကြီးကြောင့်တရားနဲ့တရားရန်သူတို့သဘောထားနေလို့ဆိုဒါဒီမိုကရေစီကိုရောက်နိုင်တဲ့လမ်းကြောင်းမဟုတ်ပါဘူးကျွန်တော်တို့ချင်းလက်တွဲပြီးတော့ဒီတားစီတွေဖြစ်ချိုးပြီးတော့ဒီလမ်းကြောင်းကိုရအောင်သွားကြပါစို့ဒီလိုကျွန်မတွေးမိတာပေါ့နော်ကျွန်တော်ကဒီလမ်းကြောင်းကိုဟိုဒေတာမင်းနဲ့ဒီလိုမတော်သေးဘူးဒေတာမင်းချမ်းတယ်လို့တော်ပြီဆိုရင်ဒီစီကြောင်းအောင်ပဲရှိဘယ်ထောက်လို့ရပါရတလားဒီကလေးဖြစ်ချောင်းလေးဖြစ်ရတာတော့ဘယ်လိုကျွန်တော်ဖောက်တာပါတောင်းဟိုချင်းကြရဲအဲ့ဒီဒီစီကြောင်းကိုအားလုံးစုစုံသွားတယ်ဒီမိုကရေစီဆိုတဲ့တရားစီကိုတားဆီးထားတဲ့ဘုဒ္ဓတရားကြီးကျုပ်ပြတော့မှာဘယ်သူကြောင့်လို့ကျွန်တော်ပြောပြနေကျွန်မပြောချင်တာကျွန်တော်တို့အတူတူလက်တွဲပြီးဒီစီကြောင်းကြီးကိုအားတန်တန်နဲ့ထုတ်အောင်လည်းအောင်ကြိုးစားကြပါဒါပဲပါပဲရှင်ကျွန်မဘယ်နိုင်ငံကြီးအကြောင်းမှမပြောပါဘူးကျွန်မပြောဘယ်သူအကြောင်းကိုမှကျွန်မအနေနဲ့ဘယ်သူကြောင်းလို့ဆိုတဲ့အဖြစ်တွေပြောကြတယ်ပြီးတော့နိုင်ဆိုင်နဲ့ပြောဆိုမှုတွေထိုးနဲ့တဲ့ပြောဆိုမှုတွေအစားကျွန်မကအကောင်းမြင်တဲ့ကူတော့မယ်လမ်းကြောင်းတစ်ခုပေါ့နော်အကောင်းမြင်နေဆိုတာဘယ်လိုမျိုးပြောရလဲဆိုတော့ကျွန်တော်တို့အနာပေါ်တုံးကြတဲ့စကားမျိုးအစားပေါ့နော်ဒီအနာဖြစ်နေတာကိုဘယ်စီးလေးပြီးလို့ပြောကုတမလဲဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒီစီးလေးနဲ့ညော့ဒီအနာပြောင်းပါပဲဒီအနာဖြစ်နေတာကြီးနင်းမှာဒီလိုအနာကြီးဖြစ်နေတယ်မရှိဘူးလားဆိုတဲ့စကားတဲ့ဒီလိုအနာကိုဒီလိုစီးလေးပဲရုပ်တော်မှာပဲဆိုတဲ့စကားမျိုးပေါ့နော်အဲ့လိုမျိုးစကားလေးပြောလိုက်ကျမတို့အားလုံးက
လက်ခံနိုင်လို့မထင်ပါနဲ့ကျမဒါလေးကိုပြောတဲ့အတွက်ပေါ့နော်ကျမနိုင်ငံရေးအကြောင်းလည်းမသိပါဘူးနိုင်ငံရေးကိုလည်းကောင်းကောင်းမွန်မွန်လေ့လာထားတယ်လည်းမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့မှားတယ်လို့ထင်တယ်ကျမကိုမှားတဲ့အကြောင်းပြောပြကြပါဝေဖန်ကြပါကျမနိုင်ငံရေးအကြောင်းကောင်းကောင်းမသိတဲ့ဘူးမဟုတ်တဲ့အတွက်အမှားပါရဲ့ခွင့်ပါတာပါပဲရှင်